လန်းအစမှာစပါတန် Spartan လူမျိုးတွေရဲ့ပြင်းထန်လာတဲ့စစ်တီတော်မွေးမြူရေးစနစ်ကိုပြသပါတယ်။ကလေးဘဝကလေးကကြမ်းတမ်းတဲ့လေ့ကျင့်မှုတွေကိုဖျက်ဆီးခဲ့ရပြီးအင်အားကြီးတဲ့ဘုရင်ဖြစ်လာသူကတော့ဘုရင် Leonidas King Leonidas ဖြစ်ပါတယ်။ပါရှန်တန်တမန်ရောက်ရှိလာခြင်းပါရှန်အင်ပါယာရဲ့ဘုရားသခင်တပွဲဘုရင် Xerxes Xerxes စီကတန်တမန်တွေစပါတန်ကိုရောက်လာပြီးလက်အောက်ခံဖို့တောင်းဆိုပါတယ်။ဒါကိုဒေါသထွက်သွားတဲ့ Leonidas ကပါရှန်တန်တမန်တွေကိုဒါဟာ Sparta ဆိုပြီးတွင်းနဲ့ကြီးတဲ့ကန်ချလိုက်ပြီးမြင်းပယ်လိုက်ပါတယ်။ကောင်စီနဲ့နတ်ဆိုးတွေရဲ့တားမြစ်ချက်Leonidas ကပါရှန်တွေကိုတိုက်ဖို့ပြင်ဆင်ပေမဲ့စပါတန်ရဲ့အကျင့်ပြတ်ဓမ္မဆရာတွေအပေါ်စတာဘာသာရေးပွဲတော်ရဲ့ဖြစ်နေလို့စစ်မတိုက်ဖို့တားမြစ်ပါတယ်။သူတို့တွေဟာပါရှန်တွေစီကရွှေတွေလက်စားထားတာပါ။ထွက်ခွာခြင်းတရားဝင်စစ်တပ်ကြီးကိုတဲသွားလို့မရတဲ့အတွက် Leonidas ဟာမျိုးဆက်ချန်ခဲ့နိုင်တဲ့သားသမီးရှိပြီးသားသူ့ရဲ့ကိုရန်တော်စစ်တီတော်300ကိုပဲခေါ်ပြီးလမ်းလျှောက်ထွက်တာဆိုတဲ့အကြောင်းပြချက်နဲ့တောင်းကြခြင်းစီထွက်ခွာခဲ့ပါတယ်။လမ်းမှာအာကာဒီယန်မဟာမိတ်တဲ့အချို့လာပူးပေါင်းပါတယ်ပါရှန်စစ်တပ်ဟာတိတ်နဲ့ချီပြီးအင်အားကြီးမှပေမဲ့စပါတန်တွေကကျင်းမြောင်းတဲ့တောင်ကြားကိုအတုံးချပြီးအကာအကွယ်ယူတိုက်ခိုက်တဲ့အတွက်ပါရှန်တပ်တွေအစုလိုက်ပြုံလိုက်တည်ဆုံကုန်ပါတယ်။လှိုင်းလုံးအလိုက်တိုက်ခိုက်မှုများဇာခီးစ်ကသူ့ရဲ့အထူးလက်ရွေးစင်တပ်ဖွဲ့ဖြစ်တဲ့မတည်နိုင်သောတပ်ဖွဲ့စစ်စင်တွေကြက်တွေနဲ့ဘုံသမားတွေကိုပါတုံးပြီးတိုက်ခိုက်ပေမဲ့စပါတန်တွေရဲ့အသေးခံညီညွတ်တဲ့ဒိုင်းကစစ်ဖြူဟာကိုမဖောက်နိုင်ဖြစ်ခဲ့ပါတယ်။ရုပ်ပြက်စင်ပြက်နဲ့မွေးဖွားလာတဲ့စပါတန်တအူးဖြစ်သူEphialtes ဟာစပါတန်တပ်ထဲဝင်ခြင်းပေမဲ့ဒိုင်းမချီနိုင်လို့Leonidas ကညှင်းပယ်ခဲ့ပါတယ်။ဒါကိုမကျေနပ်တဲ့အတွက်သူကဇာခီးစီသွားပြီးစပါတန်တွေရဲ့နောက်ကျောကိုပတ်တိုက်လို့ရတဲ့လှုပ်ဝက်တောင်ပတ်လန်းကိုလမ်းပြပေးလိုက်ပါတယ်။အဝိုင်းခံရတော့မယ်ဆိုတာသိတဲ့အခါLeonidas ကမဟာမိတ်တပ်တွေကိုပြန်လွှတ်ပြီးသူနဲ့စပါတန်300ကတော့အသေးခံတိုက်ဖို့ကြံနေခဲ့ပါတယ်။နောက်ဆုံးခိုက်တန့်ဇာခီးစ်ကLeonidasကိုဒူးထောက်ညံခံရင်ဂရိရဲ့ဘရင်အဖြစ်ခတ်မယ်လို့ထပ်မံစည်းရုံးပါတယ်။ Leonidasကအညံခံမလိုနဲ့ဒိုင်းနဲ့အုတ်ထုပ်ကိုချွတ်ချပြီးဒါဟာလှမ်းပစ်ဖို့အရှိန်ယူတာပါ။ဇာခီးစ်ရဲ့ပါးကိုဒဏ်ရာရအောင်လှမ်းနဲ့လှမ်းပစ်လိုက်ပါတယ်ဘုရားသခင်လည်းတွေးထွက်တတ်တယ်ဆိုတာကိုသက်သေပြလိုက်တာပါ။နောက်ဆုံးမှာတော့စပါတန်တွေအားလုံးညမိုးရွာချခြင်းခံရပြီးသူရဲကောင်းပီတာစွာကြာဆုံးသွားခဲ့ပါတယ်။ဂရိနိုင်ငံလုံးလိုထလာပြီး Leonidas တို့သူရဲကောင်300ရဲဆွန့်လွတ်စွန့်စားမှုဟာပြိုကွဲနေတဲ့ဂရိနိုင်ငံသားတွေကိုစိတ်သက်ကြွစေခဲ့ပါတယ်။တစ်နှစ်အကြာမှာတော့စပါတန်စစ်တီDelios ဦးဆောင်ပြီးစပါတန်အင်အား1000ပါဝင်ဂရိမဟာမိတ်တပ်မတော်ကြီးဟာဖွဲတဲ့တိုက်ပွဲမှာပါရှန်တွေကိုအပြတ်သက်နိုင်တိုက်ဖို့ချီတက်ရင်းဇလန်ပြီးဆုံးသွားပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြဖို့မမေ့ပါနဲ့နောက်ပြီး comment လေးပါရေးပေးသွားကြပါဦး